ရေတကွန်တောင်ကြက်ကြော်တွေငုံကြော်တွေအတုပ်အထောင်းလေးတွေအစုံရပြီးတော့ကံပေါင်ဖြူလှလှလေးနဲ့ဓာတ်ပုံရိုက်စရာနေရာလေးတွေလည်းအများကြီးရှိပြီးတော့မန္တလေးရဲ့နေရာဒီမှာအေးအေးဆေးဆေးချေးလို့ရတဲ့နေရာလေးတစ်ခုအကြောင်းကိုဒီနေ့ပြောပြပါမယ်။ဟိုးမန္တလေးမှာတော့တကက်နွေရာသီအရတာကိုပြပြခံစားရနေပါပြီ။ဆိုတော့ညီတို့နွေရာသီလိုမျိုးပြင်းစရာကောင်းတဲ့ရက်တွေမှာနေရာလှလှလေးတွေကတိဖို့လိုလာပါတယ်။ဒီနေ့ကံပတ်လမ်းမှာနေအရန်လှတဲ့ဆိုင်လေးဆိုင်ကိုရောက်နေပါတယ်။ဒီခုရောက်နေတဲ့နေရာကတော့မန္တလေးရဲ့ကံပတ်လမ်းမှာရှိတဲ့ရွှေမိုးကြီးကြက်ကြော်ဆိုင်ကိုပဲဖြစ်ပါတယ်။ဒီတကွန်တောင်ဘက်မှာဖွင့်ကြတဲ့ကအရန်ကိုနာမည်ကြီးခဲ့တဲ့ရွှေမိုးကြီးကြက်ကြော်ဆိုင်ကအခုကံပတ်လမ်းဘက်မှာဖွင့်လာတာတစ်နှစ်လောက်ရှိနေပါပြီ။ဒီမှာဆိုရင်ညီတို့ဓာတ်ပုံရိုက်စရာနေရာလှလှလေးတွေရဲ့ရွှေမိုးကြီးရဲ့အနှစ်သာရမပြောက်ပဲနဲ့ဒီလိုမျိုးတဲလေးတွေနဲ့ထိုင်စရာလေးတွေရဲ့ပြီးတော့ဘေးကကံပေါင်ဖြူကြီးနဲ့ဒီလိုမျိုးတရားဖြူလေးနဲ့အရန်လှတဲ့နေရာလေးတစ်ခုပါဟုတ်ပါတယ်ဒီနေ့နေရောက်နေတာကတော့ရွှေမိုးကြီးကြက်ကြော်ဆိုင်မှာပါဒီဆိုင်လေးကအရင်ကရေတကွန်တောင်ဘက်မှာစပြီးတော့ဖွင့်ခဲ့တာပေါ့နော်အဲ့ဒီကလေးကလူတိအရန်များပြီးတော့လူကြိုက်အရန်များတဲ့ဆိုင်ပါဝတီမှာတင်တိုင်းလဲပေါက်တယ်ပေါ့နော်သူ့ဆိုင်ရဲ့ signature ကြက်ကြော်တွေကအရန်စားလို့ကောင်းပါတယ်ဆိုတော့ဒီဘက်အခုကံပတ်လန်ဘက်မှာပြောင်းပြီးတော့ဖွင့်ထားတာတော့တစ်နှစ်လောက်ရှိလာပါပြီဒီနေ့တော့ညီတို့ကံပေါင် view လေးကြည့်ရင်းနဲ့ sunset လေးကြည့်ရင်းနဲ့အစုံစားမယ်ပေါ့နော်ဆိုတော့ညီနဲ့တူတူဘာဒီမှာထားလဲလိုက်ကြည့်ကြပါဦးကဲဆိုတော့ဒီနေ့ညီမာထားတာကတော့ရွှေမိုးကြီးရဲ့ signature ဟင်းပွဲတွေအများကြီးပဲပေါ့နော်ဒါလေးဆိုရင်ရွှေမိုးကြီးရောက်တိုင်းမစားမဖြစ်ကြက်ကျွတ်မကြီး sauce ဖြစ်ပါတယ်ဒါကတော့ရေတကွန်တောင်ကြက်ကြော်ဒီလိုဆိုင်လေးရောက်ပြီဆိုရင်မစားမဖြစ်ကတော့မန္တလေးရဲ့ signature ရေတကွန်တောင်ကြက်ကြော်တပွဲကတော့ပါဖို့လိုပါတယ်ပြီးတော့အထောင်းထဲရဆိုရင်ညီတို့မှာတမော်ကြီးထောင်းပါတယ်အရေးတောက်ထဲရဆိုရင်ငခုမြင့်ချင်လေးပါတယ်ပြီးတော့ဒီဘက်မှာညီတို့ငါးခဲပတ်ချင်ဆက်ကလေးလည်းမှာထားပါတယ်ရွှေမိုးကြီးရောက်ရင်မစားမဖြစ်ဖြစ်တဲ့ညီတို့ကြက်ကြွမကြီးစော်လေးရယ်ပြီးတော့ဒီဘက်ကရေကွန်တောင်ကြက်ကြော်ကျွတ်ကလေးရယ်စားပါမယ်သူ့ဒီမီနူးကကြတော့ရွှေမိုးကြီးရဲ့ကိုပိုင် signature မီနူးလို့လည်းပြောလို့ရတယ်သူကဘလို့စားဖြစ်လာလဲဆိုရင်ညီတို့ကိုရီးယားကြက်ကြော်တွေပါပြီးတော့သိကြရမလားအဲ့လိုကိုရီးယားကြက်ကြော်ဆိုရင်လည်းသူတို့ရဲ့ကိုရီးယားငရုတ် sauce များနဲ့ရွှဲလေးအဲ့လိုစားကြတာပေါ့နော်အဲ့ဒါမျိုးကိုမှဒါကကြတော့မြန်မာမှုပြုတ်ထားတဲ့မကြီး sauce များနဲ့ကြက်ကြော်ရဲ့အရသာကောင်းနဲ့လုံးဝသူ့ရဲ့ signature မကြီး sauce ရဲ့ပေါင်းစပ်မှုကလေလုံးဝ share ပဲဒီဒါလေးအရင်စပြီးတော့စားလိုက်ပါမယ်သူ့ရဲ့လေမကြီး sauce အရသာချင်းလေးနဲ့အရသာကြက်ကြော်ရဲ့အတွင်းပိုင်းနဲ့အထိကိုစိတ်ဝင်နေပြီးတော့အရမ်းမိုက်တယ်ရေတကွန်တောင်ဘက်ကစားခဲ့တဲ့ဒီဆိုင်လေးတွေရောက်ရင်မစားမဖြစ်ထဲမှာရေတကွန်တောင်ကြက်ကြော်လည်းပါပါတယ်အရမ်းကောင်းတယ်မွေးညာပဲသူ့ကြက်ကြော်ကလေလုံးဝအဲ့လိုအမွေးအကြိုင်များနဲ့မို့လို့လားမသိဘူးကြိုက်လိုက်တာနဲ့ကိုမွေးပြီးတော့ကျွတ်နေတာပေါ့နော်ရွှေမိုးကြီးရဲ့ရေတကွန်တောင်ကြက်ကြော်ကတော့ညီကတော့အကြိုက်ဆုံးပဲဒီခင်းပွဲရကြတော့အတုပေါ်တဲ့အစားအစာဖြစ်ပါတယ်ငုံကြော်အစ်စ်စားချင်တယ်ဆိုရင်တော့ရွှေမိုးကြီးမှာလာစားပါတကယ်ဒီမှာငုံစစ်ကိုအရသာကောင်းစားရမှာဖြစ်ပါတယ်ငုံကြော်ကိုကြတော့ဘာကောင်းတာလဲဆိုတော့ तू ကတကောင်လုံးဝါစားလို့ရတယ် तू အယိုးလေးတွေရတယ်နုလေးဖြစ်တဲ့အတွက်လုံးဝချိုဝါစားလို့ရတဲ့အစားအစာဖြစ်ပါတယ်အော်ဒီနေ့ညီမထားတာတွေထဲကတင်မော်ဒီထောင်ပြီးတော့တရက်ဒီတုတ်ချင်းဆက်ကလေးနဲ့ဒီမှာဝက်ဥနူတုတ်ကလေးစားကြမယ်သူဝက်ဥနူတုတ်ကကြတော့လေညီတို့ဝက်ဥလေးတွေကိုအရင်ချက်ကလေးကြော်ထားပေးရပါတော့ချက်ကလေးကြော်ပေးထားတဲ့ဝက်ဥနူလေးတွေကိုမှပြန်ပြီးတော့အစာပလာလေးတွေနဲ့တုတ်ထားပေးရဖြစ်တဲ့အတွက်မညီပဲနဲ့အရန်စားလို့ကောင်းပါတယ်တော်ကောင်းတာဥကလေဥကောင်းမဲ့မကောင်းမဲ့ကဘယ်အချိန်မှသိလဲဆိုပါဇက်ထဲရောက်တာနဲ့သိရဘာလို့ဆိုတော့ဥလိုမျိုးနည်းနည်းလောက်ရခက်တဲ့ဟင်းပွဲတွေကြတော့လေသူ့ရဲ့တန့်ရှင်ရေးကအဓိကပဲဥရဲ့အတွင်းထဲကိုတေချာမဆေးတတ်ရင်ဥဟင်းပွဲတစ်ခုကဘလို့မှစားလို့မကောင်းဘူးပေါ့နော်ဒီမှာကျတော့ဥကလည်းတေချာဆေးထားမှန်းနဲ့တိတာသလိုသူကကြော်ပြီးမှပြန်တုပ်ပေးထားဖြစ်တဲ့အတွက်သူ့ရဲ့ဒီအရသာကြတော့ဥရဲ့တက်စတာလေးကကျွတ်ကလေးဖြစ်နေပြီးတော့အစာပလာလေးနဲ့အရန်လိုက်တယ်ရောခဲပြီးတော့ညီတို့ငါးထဲရဆိုရင်ငါးခက်ပက်ချင်ဆက်ကလေးမှာထားပါတယ်ဆိုတော့ဒါလေးညီတို့ဖွင့်လိုက်မယ်သူ့ငါးတကောင်ကအကြီးပဲဒီမှာရွှေမိုးကြီးရဲ့ငါးခဲပက်ကဒီမှာနေလို့မြင်နေရတယ်လို့ပဲအနစ်အပြည့်နဲ့လုံးဝအဲ့လိုဆက်ကလေးထိမိလေးလှုပ်ထားပေးရဖြစ်ပါတယ်ငါးအသားလေးတွေကနူးဣပြီးတော့အသားထဲထိကိုအရသာတေချာလေးစိတ်ဝင်နေအောင်အစာပလာတွေအများကြီးနဲ့တေချာလေးနှက်ပြီးတော့လှုပ်ထားပေးရဲငါးခဲပက်ချင်ဆက်ကလေးကတော့မစားမဖြစ်ပါပဲသူ့ရဲ့ငါးခဲပက်ကြတော့လေငါးရဲ့အသားတွေမဟုတ်ပဲနဲ့သူ့အနစ်တွေရပါအဲ့လိုထမင်းနဲ့စားမယ်ဆိုရင်အရန်စားလို့ကောင်းတယ်ပေါ့နော်လုံးဝအဲ့လိုငရုတ်တီးကြက်သွန်ဖြူမွေးနေရပဲအရန်စားလို့ကောင်းတဲ့အနစ်ကလေမျိုးလိုအဆက်ကြိုက်တဲ့လူတွေအတွက်ကတော့ဒီဟင်းပွဲရတကယ်စားတင်တယ်ငခုမြင့်ချင်လေးရကြတော့နေလို့ဘီယာတွေပိုင်းနဲ့ပဲမြည်ဒီတိုင်းပဲဆဆအရန်ကိုအီပြေပြီးတော့တော်တော်လေးစားလို့ကောင်းတယ်ပေါ့နော်မြင့်ချင်ဖန်များလေးနဲ့သူ့ရဲ့ဟင်းရည်လေးကချင်းဆက်ကလေးနဲ့ပါအစုံစိမ့်တုပ်လေးတွေဆိုရင်လည်းဒီမှာလက်ဆက်ကလေးလောက်ထားပေးပါတယ်ဒီမှာအစာပလာများလေးနဲ့ပေါ့နော်ဦးစုံစိမ့်တုပ်စားပါမယ်ဝါ
ဆက်ပြဲနာလဲအဲ့လိုဆက်ပြဲနေအောင်ကြိုက်တာဈေးနှုန်းအနေနဲ့ပြောရရင်စိုင်အနေထားနဲ့ရှင်ရင်သူ့ဈေးကများတဲ့အထဲမှာမပါဘူးပေါ့နော်အတုပ်အထောင်းလေးတွေဆိုရင်ဒီလို9000 6000လောက်ကနေပြီးတော့စရတယ်ကြက်ကြော်တွေဟင်းရည်တွေဆိုရင်လည်း1000ပတ်ချလေးလေးနဲ့ပွဲတိပွဲကြီးခွဲပြီးတော့မာလို့ရတာဖြစ်တဲ့အတွက်မျိုးလိုမျိုး2ယောက်3ယောက်ပဲလာမလားဒါမှမဟုတ်အဲ့လို family dinner တွေအုပ်စုလိုက်ကြီးလာပြီးတော့ချေးမလား view လေးနဲ့အဲ့လိုတော်တော်လေးကိုအဆင်ပြေတဲ့ဆိုင်လေးတစ်ဆိုင်ပါကဲဆိုတော့ဒီနေ့နီစားပြလိုက်တာတွေကတော့တော်တော်ကြီးကိုမီနူးစုံသွားပါပြီရွှေမိုးကြီးကကြတော့နီတို့မန္တလေးမှာဆိုရင်အထူးတလဲထပ်ပြီးတော့ညွှန်းစရာမလိုတဲ့ဆိုင်တစ်ဆိုင်လည်းဖြစ်ပါတယ်ပြီးတော့သူ့ဆိုင်ကကြတော့ဟင်းပွဲတွေမှာအရသာကိုအထူးဂရုစိုက်ထားပေးတဲ့ဆိုင်ဖြစ်တယ်ဒီဆိုင်ရှင်ကိုယ်တိုင်ကလည်းစဖိုးမှုဖြစ်တဲ့အတွက်ဟင်းပွဲတွေရဲ့အရသာကစိတ်ချရတယ်ပေါ့နော်စားကြည့်လိုက်ရင်စေတနာပါတာကိုခံစားရပါတယ်ဆိုတော့ဒီလိုမျိုးညီတို့ဟင်းပွဲတွေရေတကုန်းအောင်ကြက်ကြော်တွေစုံစုံလေးလေးစားချင်တဲ့လူတွေကံပေါင် view လေးမှာအေးအေးဆေးဆေး view လေးကြည့်ပြီးတော့ချေးချင်တဲ့လူတွေအတွက်ရွှေမိုးကြီးကိုညီ sharing လေးလုပ်ပေးလိုက်ပါတယ်လမ်းကတော့ညီတို့ကံပတ်လမ်းတိုင်းလာမယ်ဆိုရင်ကုတ်ကိုကျိုးမရောက်ခင်မှာရွှေမိုးကြီးရှိပါတယ်နောက်ထပ် vlog မှာပြန်တွေ့ကြမယ်စောင့်ကြည့်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် bye bye